ပထမကမ္ဘာစစ်အတွင်းမှာအိုင်ယာလန်သွေးရဲခဲ့သောအီစတာပုံငန်မှုကြီး1916ခုနှစ်မတိုင်ခင်ရာစုနှစ်ပေါင်းများစွာကတည်းကအိုင်ယာလန်ဟာဗြိတိရှတို့ရဲ့ဖိနှိပ်ချုပ်ချယ်မှုကိုခံခဲ့ရပါတယ်။လွတ်တော်အတွင်းနီးလန်းအရကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ကြိုးပမ်းခဲ့ကြပေမဲ့ပထမကမ္ဘာစစ်ဖြစ်သွားတာကြောင့်ဗြိတိရှအစိုးရကဒီကိစ္စကိုဆိုင်းငံ့ထားခဲ့ပါတယ်။ဗြိတိရှတို့ရဲ့ဂရိကိုမယုံကြည်တော့တဲ့အိုင်ယာလန်ရီပတ်ဘလစ်ကန်ညီကိုများအဖွဲ့ရဲ့လျှို့ဝှက်စစ်ကောင်စီဟာဗြိတိန်ရဲ့ဒုက္ခကအိုင်ယာလန်ရဲ့အခွင့်အရေးပဲဆိုတဲ့စာမုံနဲ့စစ်ဖြစ်နေချိန်မှာလက်နက်ကင်ဒေါ်လာမှုတိတ်တဆိတ်စီစဉ်ပါတော့တယ်ဒီဒေါ်လာရေးကိုဦးဆောင်သူတွေဟာတာမန်စစ်သွေးကြတွေမဟုတ်ကြပါဘူးပထရစ်ပီယာလိုကဗျာဆရာဂျိန်းကိုနိုလီလိုဆိုရှယ်လစ်အလုပ်သမားခေါင်းဆောင်နဲ့သောမတ်မက်ဒိုနာလိုပညာတတ်ကဗျာဆရာတွေဦးဆောင်ခဲ့ကြတာဖြစ်ပါတယ်အတိုက်ခံရဲ့ရန်သူကမိမိရဲ့မိတ်ဆွေဆိုသလိုဒေါ်လာရေးသမားတွေကပြည်ထိုင်နဲ့စစ်ဖြစ်နေတဲ့ဂျာမနီနိုင်ငံစီကနေလက်နက်တွေတင်သွင်းဖို့ကြိုးစားခဲ့ကြပါတယ်ဒါပေမဲ့လက်နက်တွေတင်လာတဲ့ဂျာမန်သင်္ဘောတဲ့အဟာဗြိတိရှလေတပ်ရဲ့ဂျာပြတ်ဖမ်းဆီးခြင်းကိုခံခဲ့ရလို့တော်လန်ရေးအစီအစဉ်ကအကြီးကျယ်ပြပြလို့နေပါဖြစ်ခဲ့ရပါတယ်အစီအစဉ်တွေကမဖြစ်သွားပေမဲ့ခေါင်းဆောင်တွေကတော့နောက်မဆုတ်ခဲ့ပါဘူး1916ခုနှစ်ဧပြီလ24ရက်နေ့မှာအိုင်ယာလန်စေတနာဝန်ထမ်းတပ်နဲ့အိုင်ယာလန်နိုင်ငံသားစစ်တပ်အင်အား1200ခန့်ဟာဒဗလင်မြို့ပေါ်ကအချက်ချကြတဲ့အဆောက်အုံတွေကိုရုတ်တရက်ဝင်ရောက်စီးနင်းခဲ့ကြပါတယ်ဒေါ်လာရဲ့ဗဟိုဌာနချုပ်ကဒဗလင်မြို့လေကထွေစာကြည့်တိုက်ကြီးဖြစ်လာခဲ့ပါတယ်အဆောက်အုံအမိုးပေါ်မှာအိုင်ယာလန်သမ္မတနိုင်ငံတော်အလံကိုလွှင့်ထူခဲ့ပြီးတော့ခေါင်းဆောင်ပထရစ်ပီယာကလူထုရှေ့မှာသမိုင်းဝင်အိုင်ယာလန်သမ္မတနိုင်ငံတော်ကြေညာစာတမ်းကိုဖတ်ကြားခဲ့ပါတယ်ပထမကတော့ဗြိတိရှအစိုးရကအလင်းငိုင်းမီးသွားခဲ့ပါတယ်ဒါပေမဲ့ဂျပန်အတွင်းမှာပဲစစ်ကူတပ်သားထောင်ပေါင်းများစွာကိုဒဗလင်မြို့ရဲ့အလုံးရင်သွင်းခဲ့ပြီးတော့စေအုပ်ချုပ်ရေးကြေညာကတော်လိုင်းရေးသမားတွေကိုဝိုင်းရံပိတ်ဆို့ပါတော့တယ်ဗြိတိရှတို့ကဒဗလင်မြို့လေမြေကြောင်းတွေကိုဟဲကာလို့ခေါ်တဲ့ကမ်းခြေဆောင်စစ်သင်္ဘောတစ်စင်းကိုမောင်းနှင်လာပြီးတော့တော်လိုင်းရေးသမားတွေခံစစ်ပြင်ထားတဲ့ GPO အဆောက်အုံနဲ့မြို့လေကောင်ကိုအမြောက်ကြီးတွေနဲ့ရဲရဲဆက်ဆက်လှမ်းမြော်ဘုံကျဲခဲ့ကြပါတယ်ဒါကြောင့်မြို့ထဲမှာမီးယုံတောက်ပြီးတော့ပျက်စီးခဲ့ရပါတယ်မြို့ပြစစ်ပွဲသဘာဝအတိုင်းလမ်းစုံလမ်းကွာတွေအဆောက်အုံတွေမှာအပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ဗြိတိရှတပ်တွေရဲ့လက်နက်အင်အားတာလုံမှုကြောင့်တော်လိုင်းရေးသမားတွေအကြဆုံးများခဲ့သလိုစစ်ပွဲအတွင်းသေဆုံးသူစုစုပေါင်း90ရာခိုင်နှုန်းကျော်ဟာအပြစ်မဲ့ရဲသားပြည်သူတွေဖြစ်ခဲ့ပါတယ်ဒီဒေါ်လာရေးရဲ့အထင်ကရတိုက်ပွဲတစ်ခုကတော့မောက်စထရီဒရာတိုက်ပွဲပါပဲအိုင်ယာလန်ဒေါ်လာရေးသမား19ယောက်တည်းရှိတဲ့အဖွဲ့ငယ်လေးဟာခင်မီလက်နက်တွေနဲ့တက်လာတဲ့ဝိုင်းဗြိတိရှစစ်သား200ကျော်ကိုနိုင်ပေါင်းများစွာကြောင်းနောက်မဆုတ်တန်ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်1916ခုနှစ်ဧပြီလ29ရက်နေ့မှာတော့ GBO ဌာနချုပ်ကြီးတစ်ခုလုံးမီးဆွဲလောင်ပျက်စီးသွားခဲ့ပြီးတော့မြို့ကန်ရဲသားတွေထပ်မံသေဆုံးမှာကိုမလိုလားတော့တာကြောင့်ပထရစ်ပီယာဟာဗြိတိရှတပ်တွေစီမှာချွင်းချက်မရှိလက်နက်ချဖို့အမိန့်ပေးလိုက်ရပါတယ်ဒီလိုနဲ့6ရက်ကြာဒေါ်လာရေးကြီးပြီးဆုံးသွားခဲ့ပါတယ်စစ်ပွဲပြီးတဲ့နောက်ဗြိတိရှတို့ကဒေါ်လာရေးခေါင်းဆောင်တွေကိုဖမ်းဆီးပြီးတော့စစ်ခုံရုံးနဲ့လျှို့ဝှက်စစ်ဆေးကအီမိန်ဟန်ထောင်ကြီးထဲမှာတိုးပြီးတော့တနက်နဲ့ပြစ်တက်ကွမြစ်ခဲ့ပါတယ်ဒေါ်လာရေးလက်မှတ်ရေးထိုးခဲ့တဲ့ခေါင်းဆောင်9ဦးအပါအဝင်စုစုပေါင်း15ဦးကွမြစ်ခံခဲ့ရပါတယ်ဆိုရှယ်လစ်ခေါင်းဆောင်ဂျိန်းကိုနိုလီယာတိုက်ပွဲအတွင်းပြင်းထန်ဒဏ်ရာရထားလို့မတ်တပ်မရနိုင်ရှာပါဘူးဗြိတိရှတို့ကသူ့ကိုကွမြစ်ဖို့အတွက်ကလထိုင်တစ်လုံးပေါ်မှာကျိုးနဲ့ချီနှောင်ထိုင်ခိုင်းပြီးမှတနက်နဲ့ပြစ်တက်ခဲ့ကြပါတယ်ဒီရက်စက်မှုကလူထုကိုအကြီးအကျယ်ဒေါသထွက်စေခဲ့ပါတယ်အစားပိုင်းမှာတော့ဒဗလင်မျိုးကန်တွေကမျိုးပြက်စီးအောင်လုပ်လို့တော်လိုင်းသမားတွေကိုဝိုင်းဆဲခဲ့ကြပါတယ်ဒါပေမဲ့ဗြိတိရှတို့ကခေါင်းဆောင်တွေကိုရဲရဲဆက်ဆက်လျှို့ဝှက်ကွမြစ်လိုက်တဲ့အခါမှာတော့ပြည်သူတွေရဲ့စိတ်ဓာတ်ကဂယုဏနဲ့မျိုးချစ်စိတ်အဖြစ်ရုတ်တရက်ပြောင်းလဲသွားခဲ့ပြီးတော့တော်လိုင်းသမားတွေကိုအာဇာနည်တွေအဖြစ်သတ်မှတ်လိုက်ကြပါတော့တယ်1916ခုနှစ်အီစတာတော်လိုင်းရေးဟာစီးရဲအရာရှုံးနိမ့်ခဲ့ပေမဲ့နိုင်ငံရေးအရာတော့ဗြိတိရှတို့ကိုအိုင်ယာလန်နယ်မြေကနေမောင်းထုတ်မဲ့အိုင်ယာလန်လွတ်လပ်ရေးစစ်ပွဲတွေအတွက်မီးမွေးပေးလိုက်တာဖြစ်ပါတယ်အီစတာတော်လိုင်းရေးသာမရှိရင်ယနေ့ခေတ်အိုင်ယာလန်သမ္မတနိုင်ငံတော်လည်းရှိလာမှာမဟုတ်ပါဘူးလူချင်းမင်းတို့ကရောဒီလိုအသက်ပေးသွားခဲ့တဲ့ကြပြားစရာတော်လိုင်းရေးသမားတွေရဲ့စိတ်ဓာတ်ပေါ်ဘလို့မြင်ပါသလဲကိုယ့်ရဲ့မြင်ကိုကိုယ့်မှန်မှာမျှဝေပေးခဲ့ပါဦးယခုလိုသမိုင်းဆိုင်ရာအကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ BOC Entertainment YouTube Channel လေးကို Subscribe လုပ်ပေးခဲ့ပြီးခေါင်းလောင်းလေးနှိပ်ထားဖို့မမေ့ပါနဲ့